ဦးလူရဲ့ကာမတနာအခန်း26မိတ်ဆွေကောင်းတို့ချင်းကိုမြင့်ဆွေလည်းမခင်လာတို့အိမ်ကပြန်လာပြီးသူ့အိမ်နဲ့အဝင်နောက်ဖေးကအိမ်ရှိကိုသူ့တော်လေးနဲ့အတူထွက်လာတဲ့မတန်းခင်နဲ့တွေ့ရဲ့မတန်းခင်ဟာဦးလက်တော်ဤတို့ရဲ့အကြီးဆုံးသမီးဖြစ်တယ်သူ့အောင်မှာမောင်ထွန်းတင်ဆိုတဲ့မောင်တစ်ယောက်မလာရင်ဆိုတဲ့ညီမကလေးတစ်ယောက်ရှိတယ်မောင်ထွန်းတင်ကတော့အိမ်အောင်ကြပြီးရောက်ကမကြီးများအိမ်မှာပဲသွားနေတယ်မတန်းခင်ဟာကိုမြင့်ဆွေအောက်10 နှစ်လောက်ငယ်မယ်ငယ်တုန်းကဆိုရင်ဒီကလေးတွေအိမ်ကိုအလဲလာတဲ့အခါမောင်မြင့်ဆွေကိုယ်တိုင်ချီပြီးကစားခဲ့ဘူးလေဦးလက်ရဲ့ပထမအိမ်တော်ကဒေါ်သိန်းနဲ့ဒေါ်သိန်းဆုံးတော့ဒေါ်သိန်းရဲ့ညီမဒေါ်အေးနဲ့ပြန်ပြီးလက်ဆက်တယ်ဒေါ်အေးနဲ့သားသမီးတယောက်မှမရဘူးဦးလက်ဟာကိုမြင့်ဆွေရဲ့အဖေဦးသိန်းနဲ့ကျောင်းနေပဲတငယ်ချင်း10 တန်းကျတော့ကျောင်းကထွက်ပြီးဒေါ်သိန်းနဲ့အိမ်တော်ကြတယ်ဦးလက်ကဒေါ်သိန်းမဆုံးခင်ကသူ့ခင်မဒေါ်အေးနဲ့သူ့တငယ်ချင်းဦးသိန်းကိုပေးစားခြင်းနဲ့ဒါပေမဲ့ဦးသိန်းမှာအမေနဲ့အမကြီးရှိနေသေးတဲ့အတွက်ဦးသိန်းကအိမ်တော်မပြုတ်ကျင်သေးဘူးအမေနဲ့အမကြီးဆုံးပြန်တော့လေမခင်မေကိုမြစ်တာရှိပြီးယူလိုက်တယ်အဲ့ဒါနဲ့ဒေါ်သိန်းအနည်းစရောက်တဲ့အခါဦးလက်ဟာဒေါ်အေးနဲ့လက်ဆက်လိုက်တယ်ဦးလက်ဒေါ်အေးတို့ဟာဝါခင်မမှာလေအေက1000လောက်ရှိတဲ့မြေပိုင်းရှင်တထွေးတွေပါပဲဦးမြင့်ဆွေကပဲစားပြီးမတန်းခင်ကြီးအကိုကြီးတော်ကိုတရားပြတ်နေပြီကွာဦးနဲ့တော်ကိုလာပြီးနှုတ်ဆက်ဖို့ဟာကြာပြီတနေ့တော့လာခဲ့ပါအောင်မယ်ကွယ်လို့ပြောတယ်မတန်းခင်ကကိုမြင့်ဆွေရဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်ပြုံးပြီးဒီကနေ့ညလာပါလားအကိုကြီးရဲ့လို့ဖိတ်လိုက်တယ်အေးထမင်းစားပြီးလာခဲ့မယ်ဦးနဲ့တော်တို့နှစ်ယောက်စလုံးနေကောင်းကြတယ်နော်လို့မေးတယ်ဟုတ်ကဲ့နေကောင်းကြပါတယ်အကိုကြီးလို့ပြန်ပြောတယ်ကိုမြင့်ဆွေကပြုံးပြီးမတန်းခင်တို့ညီအကိုမောင်နှမတွေကိုငယ်တုန်းကအကိုကြီးခဏခဏချီခဲ့ရသေးတယ်မတန်းခင်တို့တော့မှတ်မိမှာမဟုတ်တော့ဘူးလို့ပြောတယ်မတန်းခင်ကဘာမှမပြောဘူးပြုံးနေတယ်ဒီအတွင်းဆရာဝန်လာတာနဲ့မတန်းခင်လည်းသူ့အိမ်ကိုပြန်သွားတယ်ဆရာဝန်ကကိုမြင့်ဆွေခမရတတိကတော်မခင်လာကိုအခုလိုကြိုးစားပြီးကုနေတာယောဂပြောက်ဖို့လမ်းရှိသေးတယ်ထင်နေလားလို့မေးတယ်ကိုမြင့်ဆွေကတခြားဘက်အသားလှည့်ပြီးခေါင်းခပြရင်တက်မကြီးချလိုက်တယ်ဒီလိုဆိုရင်ကောင်းပါတယ်ကုလို့ရလိုက်အောင်မယ်လို့တိတ်မျောလင့်ထားပြီးဆုံးသွားတယ်ဆိုရင်တိတ်စိတ်ပြတ်သွားမှဆိုလို့ကျွန်တော်တတိပေးရတာပါဆရာမတွေစီက report ကိုကျွန်တော်နေတိုင်းတောင်းကြည့်နေတယ်ညဘက်ကျရင်အဖျားဟာတိတ်ပြီးတက်တယ်နေ့စဉ်လိုပဲသူ့ရဲ့ခဲတွေအန်နေတော့ပဲရှေ့ကိုခံလာရင်အလုံးစုံ3 လပဲလို့ကျွန်တော်တွက်တယ်လို့ဆရာဝန်ကပြောတယ်ကိုမြင့်ဆွေလည်းတက်မကြီးချပြီးဒီတော့ခံရင်ပဲကျွန်တော်ဝမ်းသာလာပါပြီဒေါက်တာရဲ့ဒီတတိကတော်ဟာကျွန်တော်နဲ့ကလေးကလေးကကစားဖို့ကစားဘက်ကျောင်းနေဘက်တငယ်ချင်းအနှစ်20လောက်ကွဲနေပြီးအခုလိုဒုက္ခဖြစ်နေတာလာတွေ့ရတော့ကရုဏာမကင်းဘူးပေါ့ဒေါက်တာရဲ့အဲ့ဒီတော့သူ့ယောဂလည်းအင်မတန်ကျွမ်းနေပြီးပြီးမှပဲလလန်တော့ထားမယ်မဟုတ်ဘူးဒါပေမဲ့နေရတဲ့ရက်ပိုင်းလာပိုင်းကလေးအတွင်းမှာစိတ်ချမ်းသာသာကလေးနေသွားစေခြင်းနဲ့ဒါကကျွန်တော်ဆန္ဒပဲလို့ကိုမြင့်ဆွေကပြောတယ်ဒီလိုဆိုရင်တော့ကောင်းပါတယ်ယောဂကတော့အတော်ကျွမ်းနေပြီသူ့အကြောင်းကတော့ဦးမြင့်ဆွေကြားပြီးပလားမဆိုနိုင်ဘူးဒါတို့ရဒဏ်တွေစုပြီးကိုင်းနေတာပဲလို့ပြောတယ်ကိုမြင့်ဆွေလည်းဘာမှမပြောဘူးပါဆက်စီထားတယ်ကိုမြင့်ဆွေစီကဘာမှစကားပြန်မရတာနဲ့တောင်းလောက်ကြတော့ဆရာဝန်ပြန်သွားတယ်ထမင်းစားပြီးတဲ့အခါကိုမြင့်ဆွေလည်းမတန်းခင်တို့အိမ်ကိုသွားလေတယ်ဦးလက်တော်အေးနှုတ်စလုံးနဲ့ဝမ်းမြောက်ဝမ်းသာစကားပြောနေကြတယ်မတန်းခင်ဟာစကားပြောနေတဲ့ဝိုင်းကိုလာမထိုင်ဘူးသူကိုယ်တိုင်ကော်ဖီပကံကိုယူလာတယ်ကိုမြင့်ဆွေရှိမှကော်ဖီပကံကိုချရင်ကိုမြင့်ဆွေဘက်ကိုလှည့်ပြီးပြုံးတယ်မတန်းခင်မျက်နှာမှာလူထားတဲ့ပေါင်နှံနှံတွေဟာကိုမြင့်ဆွေရဲ့နှာခေါင်းနဲ့လုံးပြီးဝင်သွားတယ်နောက်တစ်ခါမတန်းခင်ဟာမုံပကံပန်းကိုယူလာတယ်ကိုမြင့်ဆွေရှိမှချရင်အရင်တစ်ခါလိုပဲကိုမြင့်ဆွေဘက်ကိုလှည့်ပြီးပြုံးတယ်ဒီတစ်ခါတော့ကိုမြင့်ဆွေရဲ့မျက်လုံးတွေကိုခက်ကြကြကလေးကြည့်ရင်ပူပူကလေးတောက်လိုက်ပါအောင်လို့ပြောပြီးနောက်ဖေးဝင်သွားပြန်တယ်ပေါင်နှံနှံတွေလည်းပထမတစ်ချိန်တုန်းကလိုကိုမြင့်ဆွေရဲ့နှာခေါင်းနဲ့လုံးပြီးဝင်သွားတယ်နောက်တစ်ခါလက်တော့ပေါ်ဟာနဲ့စီကရဘူးမိကြီးကိုဘိုင်းနဲ့သူကိုယ်တိုင်ယူလာပြီးကိုမြင့်ဆွေရှိမှချရင်အရင်လိုပဲပြုံးပြန်တယ်ဝန်စားပေါင်အကူကြီးလို့ပြောပြီးနောက်ဖေးကိုဝင်သွားပြန်တယ်ပေါင်နှံနှံတွေလည်းအရင်2 ချိန်လိုကိုမြင့်ဆွေရဲ့နှာခေါင်းနဲ့လုံးပြီးဝင်သွားတယ်တောင်းလောက်ကြတဲ့အခါမတန်းခင်ပြန်ထွက်လာပြီးသူ့အမေရဲ့ကလထိုင်နောက်မှာမိရင်ရက်နေတယ်မျက်စိကတော့ကိုမြင့်ဆွေကိုပဲစိုက်ကြည့်နေတာပဲတောင်းလောက်ကြတော့အကူကြီးဝါကမကထွက်သွားတာ15 နှစ်လောက်ကြာတယ်နော်လို့ဝင်ပြီးပြောတယ်ကိုမြင့်ဆွေလည်းဟုတ်တယ်မတန်းခင်ကြီး15 နှစ်လောက်ကြာတယ်လို့သူ့ကိုမော့ကြည့်ရင်ပြောတယ်မျက်လုံးချင်းဆိုင်ပြီးတဲ့အခါမတန်းခင်ကပြုံးပြန်တယ်တောင်းလောက်ကြာတဲ့အခါအကူကြီးဒီ15 နှစ်အတွင်းမြို့တွေအတော်ရောက်ဘူးမှာပဲလို့ဝင်ပြီးပြောရတဲ့ဟုတ်တယ်မတန်းခင်ကြီးမြို့တွေအတော်ရောက်ခဲ့ဘူးတယ်လို့သူ့ကိုမော့ကြည့်ရင်ပြောတယ်မျက်လုံးချင်းဆိုင်ပြီးတဲ့အခါမတန်းခင်ကပြုံးပြန်တယ်
ဦးလက်ကမောင်မြင့်ဆွေမင်းကမ္မထမ်းထိုင်ဖို့လည်းမဟုတ်လားလို့မေးတယ်မောင်မြင့်ဆွေကထိုင်မှုပါတယ်လို့ဖြေတယ်ဦးကိုနည်းနည်းတော့ပြောပြစမ်းပါလို့ပြောတဲ့အတွက်မောင်မြင့်ဆွေကကမ္မထမ်းအကြောင်းကိုရှောက်ပြောနေတယ်မောင်မြင့်ဆွေပြောပြတဲ့အခါအကိုကြီးကျမလည်းကမ္မထမ်းတော်ထိုင်ခြင်းနဲ့ဒါပေမဲ့တချို့လူတွေကကမ္မထမ်းထိုင်ရင်ယူတတ်တယ်လို့ဆိုတာနဲ့ကြောက်နေတယ်လို့မတန်းခင်ကဝင်ပြောတယ်ဒါရီယာမမှန်ပါဘူးကွယ်ဒါပေမဲ့ကမ္မထမ်းအားထုတ်ရင်ဆရာကောင်းကောင်းနဲ့အားထုတ်ဖို့တော့အရေးကြီးတယ်လို့မောင်မြင့်ဆွေကမတန်းခင်ကိုမောကြည့်ရင်ပြောတယ်မျက်လုံးချင်းဆိုင်တဲ့အခါရှေးကလိုပဲပြုံးပြန်တယ်အတော်ကလေးနေပြီးတဲ့အခါမောင်မြင့်ဆွေလည်းနှုတ်ဆက်ပြီးပြန်လာခဲ့တယ်မတန်းခင်လည်းအတော်ကြီးဝမ်းသာပြီးကိုမြင့်ဆွေရဲ့မျက်လုံးလေးကိုပြန်စဉ်းစားရင်သကောင်းကျော်လောက်မှအိပ်ပျော်သွားတယ်မောင်မြင့်ဆွေလည်းနောက်တနေ့မနက်ရိုးတိုက်ကိုသွားပြီးလက်ကင်ဘွားတရားစင်ဝယ်တယ်လက်ကင်ဘွားတွေကိုယူပြီးမခင်လာတို့တိုက်ကိုလာတယ်အောက်ထပ်မှာမမေကြီးနဲ့ပဲတွေ့တယ်ဒီလက်ကင်ဘွားတွေဟာသူ့မိမေကိုပေးဖို့အတွက်ဖြစ်တယ်လက်ကင်ဘွားတွေမှာမြင့်ဆွေဆိုတဲ့နာမည်တွေထိုးထားပါတယ်ညနေသူလာတော့မှသူကိုယ်တိုင်ပေးမယ်သူမပေးခင်ဒီလက်ကင်ဘွားအကြောင်းကိုသူ့အမေမသိစေနဲ့အောင်လို့ပြောပြီးအလုံးပဲထွက်သွားတယ်ညနေကျတော့ခါတိုင်းလိုပဲကိုမြင့်ဆွေရောက်လာတယ်မမေကြီးစီကလက်ကင်ဘွားတွေကိုယူပြီးမခင်လာနဲ့တွေ့တဲ့အခါကဲမခင်လာကြီးဟိုတုန်းကလက်ကင်ဘွားသုံးတဲ့ပြန်မပေးမိတဲ့အတွက်အခုအတူးနဲ့ပေါင်းပြီး12ထဲပြန်ပေးပါပြီကွယ်9000မျိုးတွေလည်းပါတယ်ဟောဒီမှာလို့လက်ကင်ဘွားတွေကိုဖြန့်ပြတယ်ပြီးတော့မှမခင်လာလက်ထဲကိုလက်ကင်ဘွားတွေထည့်လိုက်တယ်မခင်လာလည်းလက်ကင်ဘွားမှာမြင့်ဆွေဆိုတဲ့နာမည်ကလေးတွေကိုတစ်ခုပြီးတစ်ခုလှန်ကြည့်နေတယ်ပြီးတော့မှကိုမြင့်ဆွေကိုစိုက်ကြည့်ပြီးပြုံးတယ်လက်ကင်ဘွားကလေးတွေကိုလည်းသူ့ရင်ဘက်ပေါ်မှာတင်ပြီးလက်နဲ့ဖိထားတယ်ကိုမြင့်ဆွေလည်းပြောနေကြစကားတွေရှောက်ပြောပြီးသူ့အဖေပေးထားတဲ့အမှတ်စုတွေကတရားစာတစ်ပိုက်ကိုဖတ်ပြလို့10မိနစ်လောက်ရှိတော့မခင်လက်ဟာအတော်ကလေးချောင်းဆူတယ်။ဆီယာမကထွေးကန်နဲ့အောက်ကခံပြီးလို့ထွေးလိုက်တဲ့အခါသွေးခဲတွေဖြစ်နေတယ်။မခင်လက်မောတာနဲ့ကိုမြင့်ဆွေလည်းစားဆက်မဖတ်တော့ဘူး။သူပေးထားတဲ့လက်ကင်ဘွားတစ်ထည်ကိုယူဇဝဲဘော်ကအော်ဒီကလုံးရင်မွေးစွပ်ပြီးမခင်လက်ရဲ့နှာခေါင်းဝါမှာအသာရက်ပေးနေပါတယ်။မခင်လက်လည်းအမောမပြေသေးတာနဲ့ခဏလေးမှိန်းနေတယ်။အတော်ကလေးကြာလို့အမောပြေသွားတဲ့အခါမောင်မြင့်ဆွေလို့ခေါ်လိုက်တယ်။ဘာလဲလို့ကိုမြင့်ဆွေကထူတယ်။မခင်လက်သူ့ညာဘက်လက်ကိုလှမ်းပေးတယ်။ကိုမြင့်ဆွေကမခင်လာရဲ့လက်ဝါးကိုသူ့လက်နှစ်ဖက်နဲ့အုပ်ထားလိုက်တယ်။တောင်းလောက်ကြတဲ့အခါမောင်မြင့်လို့ထပ်ခေါ်ပြန်တယ်။ဘာလဲမခင်လာရေးလို့ကိုမြင့်ဆွေကထူတယ်။ငါတရားတော့မှာပါကွယ်လို့ပြောတယ်။အိုးမဟုတ်တာပဲကွယ်စိတ်တင်းထားမှာပေါ့စိတ်လျှော့လို့ပဲဖြစ်မလဲလို့ကိုမြင့်ဆွေကအားပေးရှာပါတယ်။မခင်လာကကောင်းခါပြပြီးငါသိပါတယ်လို့ပြောတယ်။အဲ့ဒီလိုပြောပြီးတော့မှငါသိရင်ငါသမီးကလေးကိုစောင့်ရှောက်ပါကွယ်လို့ပြောပြန်တယ်။စိတ်ချပါမခင်လာရဲ့ဘာမှမပူပါနဲ့လို့ကိုမြင့်ဆွေကကြိပေးတယ်။မောင်မြင့်နဲ့မတွေ့ရခင်တုန်းကတော့ငါသိရင်သမီးကလေးဘယ်လိုလုပ်ပြီးနေပါမလဲလို့အမြဲတမ်းပူနေတယ်။မောင်မြင့်နဲ့တွေ့ပြီးတော့ဒီအပူလုံးကြီးဟာကျသွားပြီ။ငါစိတ်ချသွားပြီလို့ပြောတယ်။တောင်းလောက်ကြတော့မခင်လာရဲ့ခုနကဖတ်ပြနေတဲ့စာကိုဆက်ဖတ်ပြအောင်မယ်နော်လို့ကိုမြင့်ဆွေကပြောတယ်။မခင်လာကခေါင်းငိမ့်နေကိုမြင့်ဆွေလည်းဆက်ဖတ်ပြနေတယ်။ဆက်ဖတ်ပြတဲ့အခါမခင်လာကသူ့ညာလက်ကိုလှမ်းပြပြန်တယ်။ကိုမြင့်ဆွေလည်းသူ့လက်တစ်ဖက်နဲ့ရှေးကလိုအုပ်ထားတယ်။မောင်မြင့်လို့မခင်လာကခေါ်တယ်။မခင်လာကနောက်ကလေးတစ်ခုပေးပါအောင်လို့ပြောတယ်။ဘာကိန်းများလဲမခင်လာရေးလို့ကိုမြင့်ဆွေကမိတယ်။ငါသိရင်ဒီလက်ကင်ဘွားတွေအားလုံးမောင်မြင့်ကိုယ်တိုင်ငါကောင်းတဲ့ကိုထည့်ပေးရမယ်လို့မခင်လာကပြောတယ်။မခင်လာကလည်းကွယ်တီဦးဟာတွေဘာဖြစ်လို့တွေးနေသလဲ။ရှင်ဖို့ဟာတွေတွေးပါလို့ကိုမြင့်ဆွေကပြောတယ်။မရှင်ကျင်တော့ပါဘူးကွယ်ငါသိနေပါပြီ။အဲ့ဒီတော့ငါပြောတဲ့အတိုင်းဂရိပေးမလားလို့ထပ်မိတယ်။မခင်လာသဘောအတိုင်းဖြစ်စီရမယ်ကွယ်လို့ကိုမြင့်ဆွေကဂရိပေးတယ်။မခင်လာကိုမြင့်ဆွေကိုကြည့်ပြီးပြုံးနေတယ်။တောင်းတော့ကြတဲ့အခါမနေ့ကကံအကြောင်းကိုမောင်မြင့်ပြောသွားတာသိကောင်းတယ်ကွယ်။သမီးကလေးကိုလည်းအဖေကိုမုန်းနေတဲ့ဒေါသတွေချုပ်ပေးပါအောင်လို့မောင်မြင့်ကိုပြောတယ်။အကြီးကတရားနာခြင်းနဲ့စိတ်ရှိရလားလို့ကိုမြင့်ဆွေကမေးတယ်။ရှိပါတယ်လို့ဖြေတယ်။အတော်ကလေးကြားတဲ့အခါမောင်မြင့်ဆွေပြန်သွားတယ်။မမေကြီးလည်းခါတိုင်းလိုကိုမြင့်ဆွေကိုလိုက်ပို့ပြီးသူ့အခန်းထဲမှာဒီလိုတိုင်းရကြီးရေးနေတယ်။မိမိကသူ့သေးရင်သမီးကလေးကိုစောင့်ရှောက်လိုက်ပါလို့အကူကြီးကိုအပ်တယ်။အကူကြီးကလည်းစိတ်ချပါမခင်လာရဲ့ဘာမှမပူပါနဲ့လို့ကြိပေးတယ်။နောက်ပြီးတော့မိမိကသူ့သေးရင်အကူကြီးသူ့ကိုပေးတဲ့လက်ကင်ဘွားတွေသူ့ကောင်းတဲ့အကူကြီးကိုယ်တိုင်ထည့်ပေးဖို့ကြိတောင်းတယ်။မခင်လာသဘောအတိုင်းဖြစ်ပါရစေမယ်ကွယ်လို့အကူကြီးကကြိပေးတယ်။မိမိသေးရင်တလောကလုံးမှာအကူကြီးဟာငါရဲ့တူတဲ့တော့မိကိုရကိုွယ်ရအားရရကြီးဖြစ်မှာပဲအကူကြီးနဲ့ဘယ်တော့မှမကွဲဘူးအကူကြီးလည်းအခုလိုပေါ်မလာဘူးမိမိလည်းဖေဖေအရင်သိမဲဆိုရင်
ဖေကတော့ငါ့ကိုအတင်းယောက်ျားပေးသားမှာပဲငါကလည်းဘယ်ယူမလဲကျိုးစချသေးဖို့တလန်းပဲရှိခဲ့တယ်အခုဆိုရင်လမ်းဆိုးကြီးကငါလွတ်ခဲ့ပြီကန်ကျိုးပေးပုံတွေဟာတဲထူးဆန်းတာပဲငါကန်ဟာရှေ့ကိုဘလို့များဆက်ပြီးကျိုးပေးအောင်မသိသေးဘူးလို့ရေးထားတယ်ကိုမြင့်ဆွေဘယ်နေရာသွားမိမနဲ့မတွေ့ရတဲ့နေရာမရှိဘူးဒီလိုဖြစ်ရအောင်ဟာဘဝဆူတောင်းများရှိလာလေရောသလားမပြောတတ်ဘူးဂေါတမမြတ်စွာဘုရားလက်ထက်တော်ကတကူကြီးတဲ့နေရာမှာဣတရက်ရတော်မူတဲ့ယဟန္တာမကြီးအရှင်ဥပ္ပလုံဟာရှိဘဝတစ်ခုမှာသူစင်းရဲမကလေးတယောက်ဖြစ်တယ်ကျက်တိကနက်ခတ်တဲ့ပင်မှာဝတ်ဖို့ပန်းပစိုးဆိုတဲ့ပန်းရောင်ဖြော့ဖြော့ဆူထားတဲ့ဘိုးအထက်အဝတ်တစုံကိုလိုချင်တာနဲ့တတိကြီးတူစီမှာဒီသူစင်းရဲမကလေးဟာ3နှစ်ကျုံခံတယ်ဒီအဝတ်ကိုရပြီးအိမ်ပြန်လာတဲ့အခါဓမြတွေကသင်္ကန်းကိုအတင်းချွတ်အယူခံလိုက်ရလို့တိတ်ခတ်တည့်ရတဲ့နဲ့သင်္ကန်းဖြစ်နေဝေုံထားတဲ့ရဟန္တာကြီးတစ်ပါးနဲ့တွေ့တယ်အဲ့ဒီအခါဒီသူစင်းရဲမကလေးဟာသူရလာတဲ့အဝတ်ကိုမဝတ်ရတော့ပဲရဟန္တာကြီးကိုလူလိုက်တယ်လူပြည့်တဲ့အခါဖြစ်လျာဘဝမှာမျိုးသမီးတကာတို့ထက်လှပပြီးရင်းစမြသောယောက်ျားတွေဟာတွေ့တာနှစ်သက်စုံမတ်တိမ်ညွတ်သတိလွတ်လျက်ယူတုတိအခြေအနေကိုဆက်ရောက်သည့်တိုင်အောင်မိလျော့ရင်မှုကြပါစေဖေဟာလို့ဆုတောင်းလိုက်တယ်အဲ့ဒီဆုတောင်းအရာနောက်တစ်ဘောဟာကြတော့အုံမာတန်ကြီးဖြစ်တာပဲရင်းစမြယောက်ျားတွေဟာအင်ဒီရီတွေကိုမထင်းသိမ်းနိုင်တော့အောင်မူးလျော့ရင်မှုကုန်ကြတာပဲကိုမြင့်ဆွေလည်းလွန်ခဲ့တဲ့ဘဝတစ်ခုခုမှာဘလို့များဆုတောင်းခဲ့တယ်မသိဘူးသွားလျာရောက်လျာမှာမိမနဲ့တော့တွေ့ရတာပဲအလုံးယုံမှလည်းစာရေးမကလေးညွန့်ညွန့်ဟာကိုမြင့်ဆွေကိုမြင်ကလေးကတစ်ဖက်သက်အရန်ချစ်နေတယ်အလုံးဝတရားနဲ့ကိုမြင့်ဆွေရဲ့အခန်းထဲကိုတစ်နေ့2ချိန်3ချိန်လောက်ညွန့်ညွန့်ဝင်ရတယ်ကိုမြင့်ဆွေရောက်စားတော့ကတော့အကျွမ်းတော်ဝင်မဖြစ်သေးလို့အကူကြီးနေကောင်းလားအကူကြီးထမင်းစားကောင်းလားအကူကြီးအဲ့လိုပြောရဲ့လားအကူကြီးအသားရည်တွေကတိတ်ကောင်းတာပဲဆိုတဲ့စကားမျိုးလောက်ကိုပဲအခန်းထဲဝင်ရတိုင်းတစ်ခုံပြောနှစ်ခုံပြောသွားတယ်နည်းနည်းကလေးအကျွမ်းတော်ဝင်ဖြစ်လာတော့အကူကြီးဟာအခုတည်းကဘာဖြစ်လို့မိမမယူသေးတာလဲဆိုတာမျိုးအထိညွန့်ညွန့်ဟာတက်လာတယ်ကိုမြင့်ဆွေကလည်းစိတ်ကောင်းကောင်းနဲ့မိမယူတာမကောင်းလို့မယူတာပေါ့ညွန့်ညွန့်ရဲ့လို့ဖြေတယ်မိမယူတာမကောင်းဘူးလို့အကူကြီးတယောက်ပဲပြောတန်ကြားဘူးသေးတယ်သိအောင်ဩစရာကောင်းတာပဲလို့ညွန့်ညွန့်ကပြောတဲ့အခါမိမယူတာကောင်းတယ်လို့ဆိုတဲ့လူတွေကများပြီးမိမယူတာမကောင်းဘူးလို့ဆိုတဲ့လူတွေကနည်းနေတဲ့အတွက်တန်တရာကြီးထဲမှာလေနေရတဲ့တတ္တဝါတွေကများပြီးတန်တရာကြီးတွေကလွတ်တဲ့တတ္တဝါတွေကနည်းနေတာပေါ့ညွန့်ညွန့်ရဲ့လို့ကိုမြင့်ဆွေကပြန်ပြောတယ်တခါတော့လေအကူကြီးဖုန်းကြီးလုပ်မယ်ဆိုတာဟုတ်လားလို့မေးတယ်အေးဟုတ်တယ်လို့ဖြေတယ်ညွန့်ညွန့်ဟာဘာမှမပြောဘူးမဲ့ပြီးထွက်သွားတယ်ကိုမြင့်ဆွေဟာစိတ်လေးရှိတယ်တစ်ဖက်သားကိုလည်းကျင်နာတယ်ဒါကြောင့်တစ်ဖက်သားစိတ်ဆင်းရဲတော့အောင်အော်လားငေါက်လားဘယ်တော့မှမလုပ်ခဲ့ဘူးဟိုအရာရှိကြောကတော့သူ့ကိုအတင်းဖတ်ထားပြီးအကြက်ကိုင်းတဲ့အတွက်သာအတင်းဖတ်ထားရကလွတ်သွားအောင်လက်သီးနဲ့ထိုးခြေထောက်နဲ့ကန်ခဲ့ရတာစကားနဲ့ရည်တည်တဲ့ပြောတာတွေတော့တီးခံတယ်တရားပြပြီးအကျိုးအကြောင်းပြပြီးပြန်ဖြေတာကြီးပါပဲဒါရဲမကသေးဘူးသူကချစ်နေပြီလို့အထင်ရောက်တော့အောင်စကားနဲ့ဖြစ်ဖြစ်မျက်နှာမူရနဲ့ဖြစ်ဖြစ်ဘယ်မိမကိုမှမဟုတ်တဲ့မျှော်လင့်ချက်မပေးခဲ့ဘူးညွန့်ညွန့်ကလေးဟာအတော်ကလေးအကျွမ်းတဝင်ဖြစ်လာပြန်တော့စကားကြီးပဲမဟုတ်တော့ဘူးကိုကပါကိုမြင့်ဆွေအနာကိုတဖြည်းဖြည်းကက်လာတယ်လက်မှတ်ထိုးစရာဖတ်စရာတွေယူလာရင်အစတုန်းကလို့ဇဝဲကုံနာကမပြတော့ဘူးကိုမြင့်ဆွေရဲ့ကလထိုင်ဘေးနာကပ်ပြီးပြတယ်ပြပြတယ်ကိုမြင့်ဆွေဖတ်နေတော့ခွာနေတာမဟုတ်ဘူးကတ်နေတာပဲဒါပေမဲ့မလုံနဲ့ဦးဆိုတော့အခန်းပြင်ဘက်ကခြေတန်းကြတဲ့အခါစကားပြောတန်ကြတဲ့အခါအခန်းထဲတယောက်ရောက်ဝင်လာမယ်ထင်ပြီးကိုမြင့်ဆွေနဲ့ခက်ဝေးဝေးနေရာကိုနည်းနည်းခွာလိုက်တယ်အတန်ကြီးပျောက်သွားတဲ့အခါကတ်မြဲကတ်နေတာပဲကိုမြင့်ဆွေကလည်းသူ့အသားကိုမတိမချင်းတော့ဘာမှမပြောဘူးလို့တန်တိတ်တန်ချထားဟန်တူတယ်ညွန့်ညွန့်ဟာစားပြပြီးပေးစရာပေးပြီးလို့ပြန်ထွက်တဲ့အခါတိုင်းတကားဝါကကိုမြင့်ဆွေကိုတခါတော့ပြန်ကြည့်သွားတာပဲတနေ့မှကိုမြင့်ဆွေဟာညွန့်ညွန့်ပြန်ထွက်အမတ်တမဲ့တကားကိုမောကျင်းမိတယ်ညွန့်ညွန့်နဲ့မျက်လုံးချင်းသွားဆိုင်တယ်ညွန့်ညွန့်ရဲ့ကြည့်ပုံဟာတမျိုးကြီးပဲအဲ့ဒီကလေးကကိုမြင့်ဆွေဟာညွန့်ညွန့်ထွက်သွားရင်ဒီတကားဝါကိုဘယ်တော့မှမောမကြည့်မိအောင်တတိထားနေလိုက်တယ်နေ့လေတစ်ချက်ဒီမှာကိုမြင့်ဆွေဟာအိမ်ကတပူးနဲ့ထည့်ပေးလိုက်တဲ့ကော်ဖီကိုတောက်လေးရှိတယ်ဒီအချိန်ကျရင်ညွန့်ညွန့်ဟာအင်မတန်အချိန်မှန်တယ်အခန်းထဲဝင်လာပြီးကော်ဖီကိုသူကိုယ်တိုင်ထည့်ပေးတယ်မလုပ်ပါနဲ့ကွယ်ငါတောက်နိုင်ပါတယ်လို့ပြောလို့မရဘူးတနေ့တော့ညွန့်ညွန့်အခန်းထဲဝင်လာတဲ့အခါကိုမြင့်ဆွေကညွန့်ညွန့်ကြီးဟောဒီမှာညွန့်ညွန့်အတွက်အကျိုးရှိမဲ့စာဟိအိမ်ပြန်ရောက်တော့ဖက်ကြီးဆိုပြီးစာအိတ်နဲ့ထည့်ထားတဲ့စာတစ်စောင်ပေးလိုက်တယ်ညွန့်ညွန့်ဟာဒီကနေ့တော့ထိပေါက်ပြီးအကိုကြီးဟာငါ့ကိုပါဇက်နဲ့မပြောရဲလို့စာပေးတာပဲလို့ထင်ပြီးသူ့ဝမ်းထဲမှာလှိုင်းကြရက်တွေတုံးနဲ့ထားနေတယ်အိမ်ပြန်ရောက်အောင်တော့မစောင့်နိုင်ဘူးသူ့နေရာကိုပြန်ရောက်ချင်းစာအိတ်ကိုဖွင့်ဖတ်တာပဲခင်နဲ့မိတ်ဆွေများကိုလည်းပြပါလေဆိုတဲ့ခေါင်းစဉ်နဲ့ဆင်ခြင်ပွဲတရား၅ပါးနဲ့
တံဝေကလင်္ကာရှစ်ပုတ်ကိုလမ်းလေးဆက်နဲ့ရိုက်ထားတာတွေ့ရတယ်။ကိုမြင့်ဆွေလည်းမခင်လာစီကိုညနေတိုင်းမှန်မှန်ရောက်တယ်။ရောက်တဲ့အခါတိုင်းမခင်လာရဲ့ယောဂကိုအကဲခတ်ရတာတည်ပြီးအားမရဘူး။တနေ့ထက်တနေ့စူးဆူလာတာကိုသာတွေ့ရတယ်။ဒါပေမဲ့မခင်လာစိတ်ချမ်းသာအောင်သူ့လုံးနေကြဖို့တရားကတော့မပြတ်ရဘူး။တစ်ခါမမေကြီးလက်ထဲကစွပ်ပကံကိုယူပြီးကိုမြင့်ဆွေကိုနိုင်တိုက်တဲ့အခါတစုံနှစ်စုံတော့ပူပြီးတောင်းနိုင်တာကိုတွေ့ရတာနဲ့ကိုမြင့်ဆွေလည်းစွတ်တောက်ခြင်းကိုနေ့စဉ်မိအောင်ကြိုးစားသွားပြီးသူကိုယ်တိုင်တိုက်တယ်။နှုတ်ခမ်းမှာပေးနေတဲ့ဟင်းရီအစားအနာကလေးတွေကိုသူကိုယ်တိုင်တုပ်ပေးတယ်။ကိုမြင့်ဆွေကိုယ်တိုင်စွတ်ကိုစပြီးတိုက်တဲ့နေ့ကမမေကြီးဟာသူ့တိုင်ရိုက်ထဲမှာဒီလိုရေးထားတယ်။အကူကြီးကိုယ်တိုင်မိမိကိုစွတ်တိုက်တယ်။မိမိမျက်နှာကိုကြည့်ရတာအာကြီးဝမ်းသာနေပုံပေါ်တယ်။ငါတိုက်တာတဲ့ကိုနှစ်ဆုံးပူတောက်တယ်။အကူကြီးဟာမိမိနှုတ်ခမ်းကိုလည်းလက်တော့ပွားကလေးနဲ့အသားကလေးယူရရတုပ်ပေးနေတယ်။၃နှစ်လောက်တုန်းကသာမိမိဟာအကူကြီးရဲ့အပြုစုကိုဒီလိုခံရရင်မိမိအခုလိုဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့၃နှစ်လောက်တုန်းကငှက်ဆိုးကြီးရှိနေသေးတော့အကူကြီးလည်းလာရမှာမဟုတ်ပါဘူး။မိမိကလည်းတွေ့ရမှာမဟုတ်ဘူး။အကူကြီးဟာတငယ်ချင်းတယောက်ကိုတောင်ဒီလောက်ယူရရင်သူ့မိမကိုတော့ဘယ်တော့မှယူရလိုက်မလဲ။အကူကြီးမိမိကိုယူရရပြုစုနေတာတွေ့ရတော့ငေါ့ဦးရဲ့အသေးတွေနှလုံးတွေဟာဘလို့ဖြစ်နေမှမဆိုနိုင်ဘူးဒီလိုသူတို့ကောင်းချင်းနဲ့သာအတူတူနေရမယ်ဆိုရင်ရင်းရှူရတာပဲဖြစ်ဖြစ်မိုးပြန်ရတာပဲဖြစ်ဖြစ်တဲဦးပြတ်မှာနေရတာပဲဖြစ်ဖြစ်တောနယ်ကြီးထဲမှာနေရတာပဲဖြစ်ဖြစ်ငရဲပြည်ကိုစောက်ထိုးဆင်းရတာပဲဖြစ်ဖြစ်နက်ပြည်ကိုတွားရတာပဲဖြစ်ဖြစ်သိပ်ပြီးပြောမှာပဲသူတို့ကောင်းကြီးတတ်တော်ရကြောရှိပါစေလို့ရေးထားလိုက်တယ်အဲ့ဒီလိုပဲနေစဉ်လာပြီးယူရရပြုစုရင်အတော်ကလေးကြတော့တဏီသောအခါမှာကိုမြင့်ဆွေကမခင်လာကြီးငါလည်းမိနေလိုက်တာကွယ်အလူလို့ဖို့မခင်လာကိုတခါမှတတိမပေးမိဘူးမခင်လာကတော့ဘာလို့လူချင်းမှမသိဘူးငါကတော့ဒီလိုစိတ်ကူးထားတယ်မနေ့ပြန်ညကစပြီးဖះကိုစုဆွမ်းကပ်မယ်နောက်တနေ့မနက်မခင်လာရဲ့သက်စီဘုန်းကြီးတွေပင်ပြီးနေစမ်းကြွေးမယ်အဲ့ဒီမှာမခင်လာကြိုက်တာတွေကိုဘုန်းကြီးတွေကိုလူအဲ့ဒီနေမှာငါးတွေဘဲတွေကြက်တွေဝက်တွေနားတွေကိုပေးမယ်လို့မယ်အဲ့ဒီညကစပြီး3ရက်လောက်ဒီမှာပေးလာရုပ်ဖို့ပေးအဖွဲတွေကိုဖိတ်မယ်ဒီအစီအစဉ်တွေကိုမခင်လာကြက်ရလားလို့မေးတယ်မခင်လာကခေါင်းချင်းပြတယ်နောက်ပြီးတော့မခင်လာလူချင်းသေးရင်အင်မတန်ကောင်းတဲ့အလူနှစ်ခုကျန်သေးတယ်ပရိယတ္တိစာပြန်ပွဲအဖွဲ့နဲ့သာသနာ့ရိပ်သာထောက်ပံ့ရေးအဖွဲ့ဆိုတာမခင်လာအတိမှာပေါ့ဖះရဲ့တရားတော်တွေဆိုတာဖះတဆူပွင့်တော်မူမှကြားရတယ်ဖះတဆူဖြစ်အောင်ကျင့်ရတာကလည်းလွယ်တာမဟုတ်ဘူးအနည်းဆုံး၄သိန်းချီနဲ့ကဘာတသိန်းကျင့်ရတယ်ဒါကြောင့်အင်မတန်ရှည်လျားတဲ့ကဘာကြီးတစ်ခုလုံးမှာအများဆုံးဖះ9စုပဲပွင့်တော်မူနိုင်တယ်တချို့ကဘာတွေကြတော့4စုတချို့မှာ3စုတချို့မှာ2စုတချို့မှာ1စုပဲပွင့်တော်မူနိုင်တယ်အလင်းကိုဖះပွင့်တော်မမူတဲ့ကဘာတွေကလည်းမရင်မတွက်နိုင်အောင်ရှိသေးတယ်သာသနာကြီးကွယ်ပြောက်သွားတဲ့အခါတရားတော်တွေကိုနားဖို့မပြောနဲ့ဖះဆိုတဲ့အတန်ကလေးလောက်ကိုပဲကြားဖို့မဖြစ်နိုင်တော့ဘူးအဲ့ဒါကြောင့်အင်မတန်ကြားရခဲ့နားရခဲ့တဲ့တရားတွေကိုစီးပင်ပြန်ပွားအောင်လုပ်ပေးတဲ့ကုသိုလ်မျိုးဆိုတာလုပ်ဖို့အင်မတန်ကောင်းတယ်နောက်ပြီးတော့စုံလက်ရတဲ့နွားတွေလိုတန်တရာကြီးတွေမှာတလင်လင်နဲ့အဖန်ဖန်ဦးနာတည်ရတဲ့ဆင်းရဲဘေးတွေကလွန်မြောက်ခြင်းနဲ့ဆိုရင်မဉ္ဇဉ်ပူဉ္ဇဉ်ရမှာဖြစ်မယ်မဉ္ဇဉ်ပူဉ္ဇဉ်ကိုမရသေးရတော့ဒီဆင်းရဲဘေးတွေကဘယ်တော့မှမလွတ်နိုင်ဘူးဒါကြောင့်မို့ဒီဆင်းရဲဘေးတွေကလွတ်မြောက်အောင်အထောက်အပံ့ဖြစ်စေတဲ့ကုသိုလ်မျိုးဆိုတာလေလုပ်ဖို့အင်မတန်ကောင်းတဲ့မခင်လာအဲ့ဒီကုသိုလ်တွေကိုလုပ်ချင်သေးလားလို့ကိုမြင့်ဆွေကအမေးတယ်မခင်လာကကောင်းခြင်းနဲ့အဲ့ဒါတော့ဘယ်လောက်လူချင်းလဲဆိုတာတားမီးနှစ်ယောက်တိုင်ပင်ပြီးမှပြောတာပေါ့တိုင်ပင်ပါအောင်လို့ပြောတယ်ကိုမြင့်ဆွေလည်းမခင်လာရဲ့သဘောတူညီချက်ရတာနဲ့ပြိုင်နက်အလူအစီအစဉ်တွေကိုစက်ဘက်ကလုံသမားတွေနဲ့တိုင်ပင်ပြီးတာဝန်တွေခွဲပေးတယ်မခင်လာဟာအသက်36နှစ်ထဲမှာရောက်နေတဲ့အတွက်ဘုန်းကြီးစွန့်ကြည့်တဲ့နေ့မှာသာသနာ့ရေးသားကဆရာတော်တွေနဲ့တခြားကျောင်းတွေကဆရာတော်တွေကိုမျှပြီး35ပါးပင့်ထားတယ်ဆရာတော်တွေကိုသင်္ကန်းတစ်စုံစီစံတဲအိတ်စီတပုံစီမုံတစ်တာတပုံစီငရမ်းချောက်အစရှိတဲ့တခြားအစားအစာတွေလူတယ်သာသနာ့ရေးသားဆရာတော်ဘုရားကိုမခင်လာရဲ့အခန်းထဲပင်ပြီးမခင်လာကိုယ်တိုင်သင်္ကန်းကတ်တယ်ပြီးတော့ဆရာတော်ကတက္ကမမခင်လာလူလိုက်တဲ့အလူတွေဟာနေတာမဟုတ်ပါဘူးနိဗ္ဗာန်မရောက်သေးခင်စကြဘဝပေါင်းများစွာမှာတက္ကမမခင်လာဟာမညိုညင်ရပဲမစင်းရရပဲပြည့်ပြည့်စုံစုံချမ်းချမ်းသာသာနဲ့နေရဖို့အတွက်အထောက်အပံ့တွေအများကြီးဖြစ်သွားပြီဝမ်းသာစရာပဲဒါပေမဲ့ကုသိုလ်လုပ်တယ်ဆိုတာစုံရင်ကောင်းတယ်ကုသိုလ်ဟာဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဆိုပြီးအကျဉ်းအားဖြင့်ကုသိုလ်၃မျိုးရှိတယ်အဲ့ဒီတော့ဒါနကုသိုလ်လုပ်ပြတဲ့အတွက်
သီလကုသိုလ်ကိုဒီလိုရအောင်ဘုန်းကြီးကတိုင်ပေးမယ်။ဒါကမှမခင်လာစိတ်ထဲကလိုက်စုယဟန်တာတွေဟာအသက်ရှိသမျှကာလပတ်လုံးသူ့အသက်သက်ချင်းမှရှောင်နေငါလည်းသူ့အသက်သက်ချင်းကိုရှောင်မယ်ဒီလိုရှောင်တဲ့အတွက်ငါဟာယဟန်တာတွေကိုအတူယူရရောက်ပြီးငါမှသီလဆောင်ပြီးသားလည်းဖြစ်ပြီးယဟန်တာတွေဟာအသက်ရှိသမျှကာလပတ်လုံးမပြီးတာကိုယူခြင်းမှရှောင်နေငါလည်းမပြီးတာကိုယူခြင်းမှရှောင်နေဒီလိုရှောင်တဲ့အတွက်ငါဟာယဟန်တာတွေကိုအတူယူရရောက်ပြီးငါမှသီလဆောင်ပြီးသားလည်းဖြစ်ပြီးယဟန်နာတွေဟာအသက်ရှိသမျှကာလပတ်လုံးမိထုံးအကျင့်ကိုဝိစွာရှောင်နေငါလည်းမိထုံးအကျင့်ကိုရှောင်မယ်ဒီလိုရှောင်တဲ့အတွက်ငါဟာယဟန်နာတွေကိုအတူယူရရောက်ပြီးငါမှသီလဆောင်ပြီးသားလည်းဖြစ်ပြီးယဟန်နာတွေဟာအသက်ရှိသမျှကာလပတ်လုံးမဟုတ်မမှန်ပြောခြင်းမှရှောင်နေငါလည်းမဟုတ်မမှန်ပြောခြင်းမှရှောင်မယ်ဒီလိုရှောင်တဲ့အတွက်ငါဟာယဟန်နာတွေကိုအတူယူရရောက်ပြီးငါမှသီလဆောင်ပြီးသားလည်းဖြစ်ပြီးယဟန်နာတွေဟာအသက်ရှိသမျှကာလပတ်လုံးတေအရက်တောက်ခြင်းမှရှောင်နေငါလည်းတေအရက်တောက်ခြင်းမှရှောင်မယ်ဒီလိုရှောင်တဲ့အတွက်ငါဟာယဟန်နာတွေကိုအတူယူရရောက်ပြီးငါမှသီလဆောင်ပြီးသားလည်းဖြစ်ပြီးအခုဘုန်းကြီးတိုင်ပေးတာကိုတက္ကမမစ်ဆွေကရေးပေးထားပါအဲ့ဒီအတိုင်းမနေ့တစ်ချိန်နေ့လယ်တစ်ချိန်ညတစ်ချိန်တနေ့3ချိန်လောက်စိတ်ထဲမှာဆင်ခြင်ဖို့ကွယ်အဲ့ဒီလိုဆင်ခြင်တိုင်းသီလကုသိုလ်တွေဖြစ်နေပြီဘာဝနာကုသိုလ်ကိုဒီလိုလုပ်ရအောင်ဘုန်းကြီးလည်းမမြဲဘူးတက္ကမမြင့်လည်းမမြဲဘူးသမီးကလေးလည်းမမြဲဘူးတက္ကမမခင်လာလည်းမမြဲဘူးတလောကလုံးမှာရှိတဲ့လူတွေနဲ့တွေပြမာတွေလည်းမမြဲဘူးဒီလိုမမြဲတာဟာဆင်းရဲတာပဲမြဲအောင်လူတွေရောနဲ့တွေရောပြမာတွေရောတလောကလုံးမှာရှိသမျှဘယ်သူမှမြဲအောင်မလုပ်နိုင်ဘူးဒီမမြဲတာဟာဘယ်သူအလိုကိုမှမလိုက်ဘူးဒီမမြဲတာကိုဘယ်သူမှအဆိုးမရဘူးအဲ့ဒီတော့မမြဲဘူးဆင်းရဲတက်ပဲအလိုမလိုက်အဆိုးမရဘူးဆိုတဲ့လက္ခဏာ၃ပါးကိုဆင်ញင်တိုင်းဘာဝနာကုသိုလ်တွေဖြစ်နေပြီအကယ်၍၃ပါးစလုံးဆင်ញင်နိုင်ရင်တောင်တလောကလုံးတက်ရှိသက်မဲ့မှန်သမျှတွေဟာဘယ်သင်းမှမမြဲဘူးလို့ဆိုတဲ့လက္ခဏာတစ်ပါးတည်းကိုပဲဆင်ញင်နေတာနဲ့ပဲဘာဝနာကုသိုလ်တွေအမတန်ရလာပြီမြတ်စွာဘုရားသခင်စီတုံအကြောင်းမှာတရင်သုံးတော်မူနေတဲ့အခါယဟန္တာတွေဖြစ်အောင်တော့မှတရားအထုတ်လို့မရနိုင်တဲ့ယဟန္တာ900ဟာမြတ်စွာဘုရားစီကိုလာကြတယ်ဒီယဟန်တွေကိုဘယ်တရားဟောရရင်ကောင်းမလဲလို့ယဟန်တော်နဲ့စူးစမ်းဆင်ခြင်တော်မူတဲ့အခါဒီယဟန်တွေဟာကတ္တပမြတ်စွာဘုရားလက်ထက်တော်တုန်းကတလောကလုံးဘယ်သိမှမမြဲဘူးဆိုတဲ့အနိစ္စလက္ခဏာကိုဆင်ခြင်ခဲ့ကြဘူးတာတွေ့မြင်တော်မူတယ်။အဲဒါကြောင့်လူနဲ့ပြင်မှာအစရှိတဲ့တတ္တဝါမှန်သမျှဟာဘယ်သူမှအမြဲမရှိကြဘူးဆိုတာကိုဝိပဿနာဉာဏ်နဲ့ရှုမြင်နိုင်ရင်ဒီလိုလူနဲ့ပြင်မှာအစရှိတဲ့တဖြစ်တဲ့ဖြစ်နေတာကိုညှင်းဝေလာတယ်။ဒီလိုညှင်းဝေလာတာဟာကိလေသာတွေကုန်ရာချုပ်ရာငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့လမ်းကြောင်းဖြစ်တဲ့ဆိုတဲ့ဂါထာတစ်ပုဒ်ကိုမြတ်စွာဘုရားဟောကြားတော်မူတယ်။ဒီဂါထာရဲ့အဆုံးမှာယဟန်900ဟာယဟန်နာတွေဖြစ်ကုန်ကြတယ်။အဲ့ဒီလိုပဲမမြဲတဲ့သဘောတရားကိုမြဲအောင်ဘယ်လူပဲနဲ့ဘယ်မြမမှမတတ်နိုင်ဘူး။ဒီမမြဲတဲ့သဘောတရားကြီးကိုဘယ်သူမှစိုးမရဘူး။ဒီမမြဲတဲ့သဘောတရားကြီးဟာဘယ်သူအလိုကိုမှမလိုက်ဘူးလို့ရှေးဘဝတွေတုန်းကဆင်ခြင်ခဲ့မှုတဲ့ယဟန်တွေကြတော့မြတ်စွာဘုရားကဒီလိုအစိုးမရတာအလိုမလိုက်တာကိုဝိပဿနာဉာဏ်နဲ့ရှုမြင်နိုင်ရင်ဒီလိုလူနဲ့ပြန်မှာအစားရှိတဲ့တတ္တဝါတွေတစ်ဖြစ်သေးဖြစ်နေတာကိုညှင်းဝေလာမယ်ဒီလိုညှင်းဝေလာတာဟာကိလေသာတွေကုန်ရာချုပ်ရာငြိမ်းရာဖြစ်စေတဲ့နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့လမ်းကြောင်းဖြစ်တယ်ဆိုတဲ့ဂါထာတစ်ပုဒ်ကိုဟောကြားတော်မူတယ်ဒီဂါထာရဲ့အဆုံးမှာအဲ့ဒီယဟန်တွေလည်းယဟန်နာတွေဖြစ်ကုန်ကြတယ်အဲဒါကြောင့်ဒါကမှမခင်လာလေအချိန်ရတဲ့မမြဲဘူးဆင်းရဲတက်ပဲအလုံးမလိုက်အစိုးမရဘူးပါဠိလိုဆိုတော့အနိစ္စဒုက္ခအနတ္တအဲ့ဒီလက္ခဏာ၃ပါးကိုအထူးဂရုစိုက်ပြီးဆင်ခြင်ပေးပါဒီဘာဝနာကုသိုလ်ကိုခဏကလေးလောက်ဆင်ခြင်တာတောင်းရှိသမျှစည်းစိမ်တွေအကုန်ချပြီးလူတာတဲ့အကျိုးရှိတယ်စည်းစိမ်တွေအကုန်ချလူတဲ့ကုသိုလ်ကနတ်ပြည်အထိပဲအကျိုးပေးနိုင်တယ်ဒီဘာဝနာကုသိုလ်ကတော့နိဗ္ဗာန်အထိအကျိုးပေးနိုင်တယ်ဒီလားဆောင်တဲ့ကုသိုလ်လည်းနတ်ပြည်အထိပဲအကျိုးပေးနိုင်တယ်ဒီဘာဝနာကုသိုလ်ကတော့နိဗ္ဗာန်အထိအကျိုးပေးနိုင်တယ်အခုဘဝမှာမဉ္ဇဉ်ပူဉ္ဇဉ်မရနိုင်သည့်တိုင်အောင်အရိမိတ္တရာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါဂါထာတစ်ပုဒ်တည်းကိုနားရပြီးကုရင်ပြောခဲ့တဲ့ယဟန်တွေလိုပင်ပန်းပန်းမကျင့်ရပဲမဉ္ဇဉ်ပူဉ္ဇဉ်တွေကိုရနိုင်အောင်ဒီဘာဝနာကုသိုလ်တွေကိုအထူးဂရုစိုက်ပြီးအထူးသတိထားပြီးပွားများပါတက္ကမမခင်လာလို့ဆရာတော်ကအမိန့်ရှိတယ်ဆရာတော်အမိန့်ရှိပြတဲ့အခါမခင်လာကသမီးလို့ခေါ်လိုက်ပြီးသူ့လက်နှစ်ဖက်ကိုနှစ်ဖူးပေါ်လှုပ်ချီသလိုအတင်ခိုင်းတယ်ပြီးတော့မှ
တာဒုနဲ့တထုထုဆိုနေတယ်။တအောင်လောက်ကြားတဲ့အခါအလူစီရင်နဲ့တန်ဖိုးငွေစီရင်ပရိယတိစာပြန်ပွဲအဖွဲ့နဲ့သာသနာ့ရိပ်သာထောက်ပံ့ရေးအဖွဲ့နှစ်ဖွဲ့ကို2500စီလူတဲ့အလူစီရင်အလုံးကိုကိုမြင့်ဆွေကဖတ်ပြတယ်။ပြီးတော့မှမခင်လာကရေစက်ချတဲ့ကြားကိုအသာထိထားရတယ်။သမီးမမေကြီးကရေစက်ချပြီးတယ်။ဆရာတော်ဆူသွားတာကိုတားမိ2ယောက်ရေစက်ချရင်စိတ်ထဲကလိုက်ဆိုရတယ်။ပြီးတော့မှမမေကြီးကအမျှဝေတယ်။ကိုမြင့်ဆွေမခင်လာမမေကြီးတို့အသုံးစလုံးတာရုခေါ်ကြတယ်။ဆရာတော်ကိုအောက်အထိလိုက်ပို့ပြီးကိုမြင့်ဆွေပြန်တက်လာတယ်။အခန်းထဲရောက်ချင်းမခင်လာတို့သားမိ2ယောက်စလုံးကိုဖျားဝတ္ထုတစ်ပုဒ်ငါပြောပြခြင်းနဲ့နားထောင်ကြကွယ်ရှိတုံကတကြွေတယောက်ဟာမိမယူတယ်အတော်ကြီးကြာလို့သားသမီးမရတာနဲ့တကြွေဟာနောက်ထပ်မယားတစ်ယောက်ယူတယ်နောက်မယားမှာသားသမီးရရင်ပထမမယားဟာမယားနေရာမှာမနေရတော့ဘူးအိမ်မှာကျွန်ဖြစ်နေနေရမယ်သားသမီးရတဲ့မယားသာမယားဖြစ်နေရမယ်ဒါကြောင့်ဒုတိယမယားကိုဝင်ရှိလို့တလား2လားလောက်ရတဲ့အခါပထမမယားကကိုဝင်ပြတ်တဲ့ဆေးကိုကျွေးပြီးဖြတ်ချတယ်ဒုတိယကိုဝင်ရှိတော့လေဒီလိုပဲဖြတ်ချတယ်တတိယကိုဝင်ရှိတော့ဒုတိယမယားကပထမမယားကိုကိုဝင်ရှိတဲ့အကြောင်းမပြောဘူးအဲ့ဒီတော့ပထမမယားဟာဒုတိယမယားရဲ့ကိုဝင်နှုတ်တော့ကတော့မသိဘူးကိုဝင်ရင်လာတော့မှသိတယ်အဲ့ဒီတော့ဒုတိယမယားအလစ်မှာတခါတည်းကိုဝင်ဖြတ်ဆေးကျွေးလိုက်တယ်ကိုဝင်ဟာရင်းနေတော့ပြတ်မကြဘူးဒါပေမဲ့အမေလို့တဲ့သူမချိမဆန့်ခံရတယ်ဒုတိယမယားတေကနေကြတော့သူဟာနောက်ဘဝမှာဘလို့ဖြစ်ပြီးပထမမယားရဲ့ကလေးတွေကိုစားနိုင်ရပါလို့ဤလို့ဆူတောင်းတယ်တည်တဲ့အခါအဲ့ဒီအိမ်မှာပဲကြောင်မဖြစ်လာတယ်မယားကြီးလည်းလင်ကရိုက်တာ2တာနဲ့ပဲတည်ပြီးဒီအိမ်မှာကျက်မလာဖြစ်တယ်ကျက်မဟာဦးတိုင်းကြောင်မက3ချိန်တိုင်းစားဖြစ်တယ်ပြီးတော့မှကျက်မကိုစားတယ်ကျက်မလည်းတေကနေကြတော့နောက်ဘဝမှာဒီကြောင်နဲ့သူ့ကလေးတွေကိုစားနိုင်ရပါလို့ဤလို့ဆူတောင်းတယ်ကျက်မဟာတည်တဲ့အခါတင်မဖြစ်လာတယ်ကြောင်မတည်တဲ့အခါတမင်မဖြစ်လာတယ်တင်မကတမင်မမွေးတိုင်း3ချိန်တိုင်းကလေးတွေကိုစားပြစ်တယ်ပြီးတော့မှတမင်မကိုစားတယ်တမင်မဟာတေကနေကြတော့နောင်ဘဝမှာဒီတင်မနဲ့ကလေးတွေကိုစားနိုင်ရပါလို့ဤလို့ဆူတောင်းတယ်နောင်ဘဝမှာတမင်မဟာဘလူးမဖြစ်လာတယ်တင်မဟာနောင်ဘဝကျတော့တာဝတိပြည်မှာအမျိုးသမီးဖြစ်လာတယ်အမျိုးသမီးကလေးမွေးတိုင်းဘလူးမက2ချိန်တိုင်းစားပြစ်တယ်တတိယအချိန်ကျတော့အမျိုးသမီးဟာသားကလေးကိုပိုက်ပြီးမြတ်စွာဘုရားစီကိုထွက်ပြေးရတယ်မြတ်စွာဘုရားကဘလူးမကိုပါခေါ်ပြီးဒီလောကမှာရန်တုံးမှုနေသမျှဘယ်တော့မှရန်တွေဟာမပြင်းငိမ့်နိုင်ဘူးရန်တုံးမမှုမှသာရန်တွေဟာပြင်းငိမ့်နိုင်မယ်ဒီဓမ္မတာသဘောတရားဟာဘုရားပစ္စည်းကဗုဒ္ဓယဟန္တာအစရှိတဲ့သူတော်ကောင်းတွေသွားရလမ်းခရီးဖြစ်တယ်လို့ဟောတော်မူတယ်ဒီတရားအဆုံးမှာဘလူးမဟာသောတာပန်ဖြစ်သွားတယ်ကလေးကိုလည်းမစားတော့ဘူးသူတို့2ဦးဟာမြတ်စွာဘုရားနဲ့မတွေ့ကြပဲအတုံးနဲ့လုံနေကြရင်သူတို့2ဦးရဲ့ယဟန်ဟာဘယ်တော့မှငြိမ်းတော့မှာမဟုတ်ဘူးအဲ့ဒီတော့မခင်လာနဲ့အကြီးပြောရမှာတော့ခက်တယ်ကိုရဲ့ဒါပေမဲ့မခင်လာရောသမီးကလေးရောဘဝဆက်တိုင်းမှာအတုံးလဲဆိုတဲ့ဆင်းရဲဒုက္ခတွေနဲ့မတွေ့ရပဲနိဗ္ဗာန်ကိုမြန်မြန်ရောက်အောင်ငါဒီလိုပြောခြင်းနဲ့ကိုလိုင်းဖေးဘဝဆက်ဆက်ကျမလုံခဲ့တာတွေရှိရင်လည်းကြည်ပါတီးခံပါကိုလိုင်းဖေးကကျမအပေါ်လွန်တာတွေရှိရင်လည်းကျမကြည်ပါတယ်တီးခံပါတယ်လို့3ချိန်ဆိုစီခြင်းနဲ့ပြီးတော့မှကိုလိုင်းဖေးကျမပြုခဲ့သမျှကုသိုလ်အမြဆိုပြီးအမြဝေစီခြင်းနဲ့အတုံးလဲဆိုတာဟာအင်မတန်ကြောက်စရာကောင်းတယ်သူနိုင်လိုက်ကိုနိုင်လိုက်နဲ့သူနိုင်ရလည်းမကောင်းဘူးကိုနိုင်ရလည်းမကောင်းဘူးအဲ့ဒီတော့ငါတကယ်စေရနာနဲ့ပြောတာနားထောင်မလားမခင်လားလို့မေးတယ်မခင်လားကခေါင်းငိမ့်တယ်ကိုမြင့်ဆွေကတိုင်ပေးတယ်မခင်လားကလိုက်ဆိုနေတယ်ကိုမြင့်ဆွေကလည်းတာတို့3ချိန်ခေါ်တယ်ဒီလိုတာတို့3ချိန်ခေါ်ပြီးတော့ကဲအကြီးလည်းဒီလိုလိုက်ဆိုရမယ်လို့ကိုမြင့်ဆွေကပြောတယ်အကြီးကပြုံးစီစီလုံးနေတယ်သူ့အမေကသမီးလိုက်ဆိုအတုံးအလဲဟာမကောင်းဘူးလို့ဝင်ပြောတယ်အဲ့ဒီတော့ကိုမြင့်ဆွေကဖေဖေကျမကာယကံဝစီကံမနောကံနဲ့ပြမမိသမျှအပြစ်တွေကိုတီးခံပါကျမရှိခိုးတောင်းမှပါတယ်လို့3ချိန်တိုင်ပေးတယ်မမေကြီးကလက်အုပ်ချပြီးလိုက်ဆိုရတယ်အဲ့ဒီလိုဆိုပြီးတဲ့နောက်ကိုမြင့်ဆွေကဆက်ပြီးငါသိဝမ်းသာတယ်ကွယ်မခင်လာတို့သားမင်း2ယောက်စလုံးဟာတကယ်လို့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေတခုမှမရှိသည့်တိုင်အောင်အခုလိုကိုလန်ဖေးအပေါ်မှာတီးခံလိုက်နိုင်တာကလေးတခုတည်းနဲ့ပဲလက်ပြည်ကိုရောက်နိုင်ပြီကျန်းကန်တွေကတာရကတစ်ခုကိုငါထုတ်ပြအောင်မယ်မြတ်စွာဘုရားလက်ထက်တော်တုန်းကတနေ့သောအခါမှာရှင်မောကလန်မထေရမြတ်ကြီးအားလက်ပြည်ကိုကြွသွားတယ်လက်သမီးတစ်ပါးနဲ့တွေ့ပြီးရင်ဘဝကဘယ်ကုသိုလ်လုပ်ခဲ့ဘူးလို့ဒီလိုနှက်စည်းစိမ်ကိုရလာလဲလို့မေးတော်မူပါတယ်တပည့်တော်တခြားကုသိုလ်တွေကိုမလုပ်ခဲ့ဘူးပါကတ္တပမြတ်စွာဘုရားလက်ထက်တော်ကတပည့်တော်ဟာသူတော်ဘာရဲ့အခါရစီကြုံမှဖြစ်ခဲ့ဘူးပါတယ်တပည့်တော်ရဲ့လင်းယောက်ျားဟာတိတ်ပြီးရက်ဆက်ပါတယ်
တစ်သားပဲဖြစ်ဖြစ်ထင်းချောင်းပဲဖြစ်ဖြစ်ထင်းလုံးပဲဖြစ်ဖြစ်ကာမိတာဆွဲပြီးတပည့်တော်ကိုအပေါက်အပြည့်ရိုက်နှက်လိရှိပါတယ်တပည့်တော်ဟာဒီလိုအရိုက်နှက်ခံရလို့ဒေါသထွက်လာရင်ဒီယောက်ျားဟာနင့်အရှင်သခင်ဖြစ်တယ်ဒီလိုပေါက်ပြင်းအောင်ရိုက်နှက်တာမပြောနဲ့တန်ပူကပ်ပြီးတစိမ့်ခတ်တဲ့အထိလုံးချင်တပားဆိုရင်လုံနိုင်တယ်နှာခေါင်းတို့ခြေတို့လက်တို့ကိုတောင်ဖြတ်ချင်တပားဆိုရင်ဖြတ်နိုင်တဲ့အထိအစိုးရတယ်အမျက်မထွက်နဲ့လို့တပည့်တော်ကိုယ့်ကိုယ်သာဆုံးမပါတယ်ဒီလိုအမျက်မထွက်ဘူးတဲ့ကုသိုလ်ကြောင့်တပည့်တော်ဒီနှစ်စည်းစိမ်ကိုရပါတယ်လို့နှစ်သမီးကရှောက်ထားတယ်ဒီနောက်ကိုမြတ်ဆွေလည်းဆရာတော်မင်းရှိသွားတဲ့အတိုင်း၅ပါးသီလနဲ့ပတ်သက်တဲ့ဆင်ញင်ပွဲတရား၅ပါးကိုရေးပေးတယ်အကြီးကိုစာရွက်ပေးထားပြီးနေ့စဉ်တစ်နေ့၃ချိန်သူ့မိမိကိုဖတ်ပြဖို့ပြောတယ်ဒီနောက်ဆရာတော်အမင်းရှိသွားတဲ့အတိုင်းဘာဝနာပွားဖို့မခင်လာကိုတတိထပ်ပေးတယ်မခင်လာလည်းကောင်းငင်တယ်တောင်းလောက်ကြာမှအလုပ်ဘက်ကိုခဏထွက်သွားတယ်မမေကြီးဟာသူ့အခန်းရောက်တဲ့အခါဒိုင်ယာရီထဲမှာဒီလိုရေးပြန်တယ်အကူကြီးဟာမိမိကိုဒီဘဝမှာသာစိတ်ချမ်းသာကိုချမ်းသာဖြစ်အောင်စောင့်ရှောက်တာမဟုတ်ဘူးနောင်ဘဝတွေမှာလည်းဆင်းရဲတဲ့ငရဲကလွတ်အောင်အများကြီးစောင့်ရှောက်တယ်အကူကြီးဟာမိမိရဲ့တကယ်ကျေးဇူးရှင်ကြီးပဲငါ့ကိုလည်းဇွဲချိုးလန်းကသာကယ်လိုက်တာမဟုတ်ဘူးငရဲကလည်းကယ်လိုက်တာပဲအကူကြီးသာဒီနေ့မပြောရင်ဖေဖေအပေါ်မှာငါဆက်ပြီးစိတ်နာနေအောင်မှာပဲအမှန်စင်စစ်တော့ဒါတွေဟာငရဲကိုတခါတည်းဆွဲချနိုင်တဲ့အကုသိုလ်တွေပဲဒီကနေ့ကစပြီးဖေဖေအကြောင်းကိုငါမရေးတော့ဘူးအကူကြီးဟာဒေါသဖြစ်စေတတ်တဲ့မီးလောင်လေးပင်စကားမျိုးကိုဘယ်တော့မှမပြောတတ်ဘူးဒေါသပြေတတ်တဲ့စကားကိုသာပြောတတ်တယ်အကူကြီးကိုကြည်ရတာဒေါသမရှိသလိုပဲမြမပြည်ကလာတဲ့သူတွေဟာဒေါသနေတယ်လို့ကျောင်းတော်ကဆရာပြောဘူးတယ်မိန်းမတွေကိုလည်းယွန်တတ်တယ်လို့ဆရာပြောဘူးတယ်အကူကြီးဟာမြမပြည်ကလာတာများဖြစ်နေမလားလို့ရေးထားလိုက်တယ်နောက်6ရက်လောက်ကြာတဲ့အခါမနက်8 နာရီလောက်ဆရာအောင်ဟာကိုမြင့်ဆွေရဲ့အိမ်ကိုပေါက်လာတယ်ကိုမြင့်ဆွေနဲ့တွေ့တဲ့အခါဒီကနေ့မနေ့ဆရာမရဲ့ report ကိုကြည့်ရတာတိတ်မှန်တော့ဘူးကိုမြင့်ဆွေကြီးလက်ကသွေးရဟာအများကြီးရောကြနေပြီဒီကနေ့ပဲတတိကတော့ဆုံးလိုက်မယ်ထင်တယ်လို့ပြောတယ်ကိုမြင့်ဆွေလည်းခဏစဉ်းစားပြီးဒီလိုဆိုရင်ဒေါက်တာနဲ့ကျွန်တော်